ိစ္ဆာန်ပုံဘဝနဲ့ပါရမီဖြည့်ခဲ့ရတယ်ရှိပါဗျာအဲ့ဒီထဲမှာဘုရားရှင်ကဒီဆော့ပြောတဲ့ဟိုလုပ်ခဲ့တဲ့ဒီဝတ်ကြွေးတွေကြောင့်ဘုရားရှင်လက်ထက်မှာတော့မှဒီခေါင်းကိုက်တာတို့ခြားဝင်နိုင်ခံစားခဲ့ရလို့ရှိတဲ့ခါကျတော့ပါရမီဖြည့်စဉ်ကာလတစ်လျှောက်လုံးမှာရောငရဲကိုကြားခဲ့တာမျိုးတော့ရှိလားဗျာရှိတာပေါ့တေမိဇက်ကိုကြည့်လေဟုတ်လားတေမိမင်းသားဟာဘယင်လုံးအောင်အရန်ကြောက်တာမဖြစ်လို့တော့ငရဲကြခဲ့လို့လေသူ့ဘဝသူမြင်တယ်လေဟုတ်လားတချို့အဲ့ဒါကိုမေ့နေတာဟာဘုရားလုံးငရဲမကြောက်ဘူးထင်နေတာကြားလို့ပဲတေမိမင်းသားဘယင်မလို့ရှင်တာပေါ့ဟုတ်လားတခုလည်းရှိတယ်ပြောလို့ရတာကအဝေးစင်းငရဲမကြောက်ဘူးပြောရင်မှန်တယ်အဝေးစင်းငရဲဘုရားလုံးကဘယ်တော့မှမကြောက်ဘူးနော်ငရဲလေးတွေကြားတယ်အဲ့မှာတေမိမင်းသားစင်ရင်ထဲမှာဘိန်ပေါက်ငရဲတွေပါတယ်မစင်ငရဲခေါ်တယ်အဲ့တော့ဘုရားလောင်းတို့မကြတဲ့ငရဲရှိတယ်အဝေးစင်းငရဲလုံးဝမကြောက်ဘူးဘုရားလောင်းမဖြစ်တဲ့တိရစ္ဆာန်ရှိတယ်တိရစ္ဆာန်တစ်လေးချင်းလို့မှတ်တို့ကြဘိုးတို့ဘုရားလောင်းကတော့မဖြစ်ဘူးနော်ဘုရားလောင်းမဖြစ်တဲ့တိရစ္ဆာန်ရှိတယ်ဘုရားလောင်းမကြတဲ့ငရဲရှိတယ်အဲ့တော့ဘုရားလောင်းငရဲလုံးဝမကြတာမဟုတ်မကြတဲ့ငရဲရှိတယ်ပြောရင်မှန်တယ်တချို့ကအဲ့ဒါနားမလဲတော့လေငရဲလုံးဝမကြောက်ဘူးထင်းနေကြတာတကယ်တော့မဟုတ်ဘူးစကားမပြည့်စုံတာအဝေးစင်းငရဲကိုမကြတာကျန်တဲ့ငရဲကိုကြတယ်တိရစ္ဆာန်မှလည်းဘုရားလောင်းမဖြစ်တဲ့တိရစ္ဆာန်ကခုနတစ်လေးတွေမမွားလေးတွေမဖြစ်တာတချို့ကလည်းဘာလို့ပြောလဲဟိုအယိုးမပါတဲ့တိရစ္ဆာန်မဖြစ်ဘူးပေါ့အဲ့လိုမျိုးပေါ့နော်အတီကောင်တို့ဂျဘိုးတို့ချင်းတို့ပေါ့နော်အဲ့လိုမျိုးဖြစ်ဘူးပြောကြတာပေါ့အဲ့တော့အရန်သိငယ်ဆိုတာစာထဲမှာတော့အရန်သိငယ်တဲ့တိရစ္ဆာန်မဖြစ်ဘူးလို့ပဲသူတို့ပြောတာဘယ်တိရစ္ဆာန်တော့မပါဘူးအလွန်သိငယ်တဲ့တိရစ္ဆာန်မျိုးဒီဘုရားလောက်မဖြစ်ဘူးပေါ့အဲ့လိုပြောတယ်အဲ့တော့ဆရာတော်တွေကပဲထောက်လဲဟိုဘီလုံးငှက်ငယ်ဆက်ဆိုကြားဘူးကြတာလေကျွန်တော်အဲ့လောက်တော့ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီငှက်ထက်တော့မသေးနိုင်တော့ဘူးပေါ့အဲ့လိုပြောကြတာပေါ့အဲ့ဒီငှက်ဒါအငယ်ဆုံးပဲပေါ့နော်ဆရာတော်တွေကပြောကြတာ